ပတ်မှာသူ့မှာပီတိတွေဖြာကြဟာတယ်လူပုဂ္ဂိုလ်နဲ့တွေ့ရတာငါကံကောင်းလို့ဆိုပြီးတော့အဲ့ဒီမှာမြတ်ဖယားသာသနာကြုံလို့ငါတွေ့ရတာဆိုပြီးအတိတ်ကံကပို့ပေးတဲ့ကုသိုလ်ကကြောင့်ဘုရားတရားပေါင်းဘယ်လောက်ဟောတယ်ဓမ္မခန္ဓာပေါင်း8400ရှိတယ်ဆိုရင်အဲ့ဒီမှာသူလဲရှင်ဘုရင်ဖြစ်တော့စัจ java လာတစ်ခွင်လုံးမှာသဗ္ဗူတိပါတောင်ကျွန်းမှာဘုရင်တွေကအာသောကလို့ကြားရင်လို့အလိုကြောက်နေစိတ်ကိုမတိုက်ရဲတော့မတိုက်ရဲတော့အခွန်လေးလာဆက်ဟိုကအခွန်ဆက်ဒီကအခွန်ဆက်တော်ပြီမဆက်တော့နဲ့မင်းနိုင်ငံကဘုရားဗဏ္ဍစုတဲ့ရေတွင်ဗဏ္ဍတွင်ရေကဗဏ္ဍကလုံးမင်းနိုင်ငံကဘုရားဗဏ္ဍစုဆိုပြီးသဗ္ဗူတိပါတောင်ကျွန်းမှာသူ့ကုန်ခိုင်းလိုက်တော့ရေတွင်မောင်းက8400ရေကမောင်းကကျောင်းမောင်းကရေကမောင်းက8400အကုန်လုံး၄မျိုးပေါ့ကျောင်းရယ်ဖယားရယ်ရေတွင်းရယ်ရေကန်းရယ်အဲ့ဒါဖယားဟောတဲ့ဓမ္မခန္ဓာတရားကို8400အမှတ်နဲ့ဇဗုတိပါတောင်ကျွန်းမှာစီတီဒီအများဆုံးတည်တာအာသောကကစရအဲ့ဒီကြမှာမြေကြီးကျေးဇူးဆက်သွားတာသူ့အကို69ယောက်တတ်ခဲ့တဲ့ကံကြီးကြည်အောင်လို့တဲ့အဲ့ဒါကြောင့်အဲ့ဒီကြမှာသူဒီကံနေပြေးပါစေဆိုပြီးတော့ဆောက်လဲပြီးရောမလုပ်တယ်မှတ်ဘုရားနေကစားတင်ပွဲချစ်ပါအဲ့ဒီမှာလောဟဝိဟာရတကိုးနဲ့ဖွင့်ပြတယ်သူတဲတယ်ဘုရားတွေတဆူမကြံဘဲနဲ့အကုန်မြင်စေဆိုပြီးတော့အရှင်မမောဂလိပုတ္တတိတ်တမထေရပြလိုက်တော့နှလုံးသားထဲမှာသူတဲတယ်ဘုရားတွေတဆူမကြံဘူးအကုန်မြင်တယ်မြန်မာနိုင်ငံမှာလည်းအဲ့တော့ဘုရားတွေရှိကိုရွှေနဲ့ပတ်သက်တဲ့ဟာလေးရွှေပုတ်ထောတို့ဘာတို့ဆိုတာလေအဲ့ဒါအာသောကလက်ထက်ကကဇက်ဝင်ဘုရားတွေအမိုင်းဝင်အဲ့ဒီမှာဘုရားတွေကိုတဆူမကြံတော့သူဘာလုပ်တော့ဒီဘုရားတွေပေါ့ငါစီမီပူဇော်ခြင်းတယ်လို့အဲ့ဒီမှာခန္ဓာကိုယ်ကိုစီစိမ်ဝန်းပတ်တက်ပြီးတော့သူ့မီးရှို့ခိုင်းဟိုကလည်းရှို့တာဒါပေမဲ့လို့သူ့ဘာလို့မလောင်တော့လို့မေးရင်ယုံကြည်ခဲ့တဲ့တရားကဒီသာသနာတော်ပေါ်မှာညှဉ်းလို့နေတဲ့ကိစ္စကသူ့မီးမစွဲဘူးအဲ့ဒါလောက်ထိအောင်တော့ဆိုပြီးဗုဒ္ဓဘာသာကိုနှစ်သက်သွားတယ်ယုံကြည်သွားတယ်